ီတာကိုတီးခတ်သူကတော့ကိုကဘာနိုင်ဖြစ်ပါတယ်ကိုအောင်ကျော်က bass ဂီတာကိုတီးခတ်ပြီးရတန်ဂီတာတီးခတ်သူကတော့ကိုရင်မွန်ဖြစ်ပါတယ်ဒရမ်နဲ့ပါကာရှင်းကိုတော့ကိုတန့်စင်ကျော်နဲ့ကိုမျိုးခိုင်တို့ကတီးကြပါတယ်ဒီဘုတ်သမားများကတော့ကိုကျော်နေလာနဲ့ကိုမွန်လေးတို့ဖြစ်ကြပါတယ်နာအမရမြမတီးဝိုင်းမှာတော့6လုံးဘက်ကိုဒေါက်တာဝင်းထွတ်ကတီးပြီးကိုစော်ဝင်းမောင်ကစီးနယ်ဝါကိုတာဝန်ယူပါတယ်ဘုံတို့ကိုတော့ကိုချမ်းမြစိုးနဲ့ကိုမင်းမင်းတို့ကတီးကြပါတယ်ဖျော်ဖြေရေးအစီအစဉ်ကိုမြမရိုးရာကြံရင်အစိုးအကများနဲ့စတင်ဖွင့်လှစ်ခဲ့ပါတယ်